Hello ကဲညီကိုရီအားလုံးပဲမင်္ဂလာပါ Football Mood TV ကနေပြီးတော့ညီကိုရီအားလုံးကိုကြိုဆိုပါရစေကဲ Football Mood TV ကိုအားပေးနေညီကိုရီအားလုံးမင်္ဂလာမနက်ခင်းလေးဖြစ်ပါစေလို့ကျွန်တော် Football Mood TV ကနေပြီးတော့ဆုတောင်းပေးပါရစေကဲဟုတ်ပြီဒီနေ့တောက်ကြနေညပေါ့နော်တောက်ကြနေညမှာဆိုရင်ကျွန်တော်တို့ပွဲလေးတွေအနည်းငယ်ရှိတယ်ဘုံမောက် FC နဲ့ကျွန်တော်တို့ဖူဟန်နဲ့ပွဲရှိမယ်ကျွန်တော်တို့ Osasuna နဲ့ Getafe နဲ့ပွဲရှိမယ် Hanses Fiona နဲ့ Sassuolo နဲ့ပွဲရှိမယ်ကျွန်တော်တို့ Hoffenheim နဲ့ကိုလုံးနဲ့ပွဲလေးရှိမယ်ပေါ့နော်ကဲဟုတ်ပြီကျွန်တော်တို့ပထမအဆုံးပွဲကိုကျွန်တော်တို့တစ်ချက်သွားကြည့်အောင်ကဲပထမအဆုံးပွဲမှာဆိုရင်တော့ဘုံမောက်နဲ့ဖူဟန်နဲ့ပွဲပေါ့နော်ကဲကျွန်တော်တေးပဲရက်တီမှုကိုကျွန်တော်တို့တစ်ချက်ကြည့်မယ်ဗျာတေးပဲရက်တီမှုမှာဆိုရင်တော့ကျွန်တော်တို့ဘုံမောက်ကအဆင့်6နေရာမှာရက်တီနေတယ်6ပွဲကစားထားမှာ3ပွဲနိုင်2ပွဲတည်1ပွဲရှုံးဆိုရရတဲ့နဲ့ရာကို9ကိုပေးကို ရာကို10ကိုပေးကို9ကိုနဲ့17မှတ်အထိစုဆောင်းထားနိုင်ပြီးတော့အဆင့်6နေရာမှာရက်တီနေတယ်ဖူဟန်တင်းကတော့အဆင့်17နေရာမှာ2ပွဲနိုင်2ပွဲတည်2ပွဲရှုံးရမှတ်10မှတ်နဲ့ပေါ့နော်ကဲဟုတ်ပြီကျွန်တော်တို့ဒီနေရာမှာဘုံမောက်ကအင်ရှင်အားနဲ့ကြီးပေးလာမလားပေါ့နော်ကျွန်တော်တို့တစ်ချက်ကြည့်ကြည့်မယ်ကဲဟုတ်တယ်ဗျဘုံမောက်ကအင်ရှင်အားနဲ့ပဲတည်ရှုံးဝင်းကျင်လောက်ကိုတွားထားတယ်ပေါ့နော်ဒီနေရာမှာထူးခြားတာကိုပေါင်းကြီးက2တင်းလုံးတိုက်စစ်ကောင်းရဲ့နဲ့3လုံး90စားဆိုတဲ့ကြီးပေါ့နော်3လုံးတွေ့ရင်အပြက်ယူဆိုတဲ့အနေထားကိုပေးထားတာကိုတွေ့ရတယ်ဗျကဲဟုတ်ပြီကျွန်တော်ဒီပွဲလေးကိုတော့ကျွန်တော်အနေနဲ့ကတော့ဖူဟန်ရဲ့ခံစစ်ပေါ့နော်ဖူဟန်ရဲ့ခံစစ်ပိုင်းကိုယုံကြည်ပြီးတော့ကျွန်တော်အနေနဲ့ဒီပွဲကိုကျွန်တော်9အောက်လေးကျွန်တော်ရွေးပေးခြင်းတယ်ဗျကဲဟုတ်ပြီကျွန်တော်တို့ Osasuna နဲ့ Getafe ပေါ့နော်9အောက်စီရိုက်ရှိတဲ့နှစ်သင်းတွားတွေ့နေတယ်ကိုပေါင်းကြီးလည်းကျွန်တော်ထင်တော့တော်တော်ကြီးကိုပြော့လိမ့်မယ်လို့ထင်တယ်သူတို့ရဲ့ formation တွေကိုကြည့်ရတာလဲ Osasuna က541ဟိုကောင်က532နောက်တန်း9ယောက်တန်းအနေနဲ့စုံပါပေါ့နော်ပြောချင်တာကတော့ဟုတ်ပြီ head to head ကိုကျွန်တော်တို့တစ်ချက်ကြည့်မယ် head to head မှာတော့ကျွန်တော်တို့Osasuna ကကျွန်တော်တို့3ပွဲနိုင်တယ်9ပွဲတည်ကြတယ်10ပွဲ Getafe ကပြန်နိုင်ထားတယ်ဇေယျရက်တီမှာကြည့်မယ်ဆိုရင်တော့ Getafe က9ပွဲကစားထားတာမှာ3ပွဲနိုင်2ပွဲတည်2ပွဲရှုံးဆိုရရလက်နဲ့ရှာကို8ကိုပေးကို9ကိုရမှတ်17မှတ်ထိစုဆောင်းထားတယ်ကဲ Osasuna အနေနဲ့ကတော့9ပွဲကန်ထားတာမှာ2ပွဲနိုင်1ပွဲတည်4ပွဲရှုံးရမှတ်9မှတ်ထိစုဆောင်းထားတယ်ပေါ့နော်ကဲကိုအောင်ကြီးနဲ့ကျွန်တော်တူတယ်ကိုနဲ့ကျွန်တော် body ဖွင့်ထားတဲ့ဟာလေးကိုကျွန်တော်တစ်ချက်ကြည့်ကြည့်အောင်ဗျကဲဟုတ်ပြီကျွန်တော်တို့အင်ရှင်အားနဲ့ Osasuna ကပေါ့နော် Osasuna ကအဆင့်73ဗျာဟိုကောင်အဆင့်8ပေါ့အင်ရှင်အားနဲ့ Osasuna ကတည်65ဗျာထိပေးထားတယ်2ပလက်46နှလုံးသွင်းကိုတဝက်နီးပါးနိုင်နေပြီပေါ့ဗျာ2ပလက်50လူကိုပြောလို့ရတဲ့ကြီးမျိုးပေးထားတာကဲဒီတော့ခါကြတော့ဒီလိုပွဲမျိုးကြတော့ပြောရမယ်ဆိုရင်ညီကိုတို့ကorigin နဲ့ go bound ကြီးနဲ့မျှရီမမျှရီဆိုတာဒီကောင်တွေကကျွန်တော်ပြောခဲ့သလိုဇယိုင်းနဲ့သွားတာကွာဒီကောင်တွေရဲ့ဇယိုက်က9အောက်ဇယိုက်ကိုရှိတဲ့အတွက်ဒီလောက်ပဲပေးတာဗျာအဲ့တော့ခါကျတော့ဒီလိုပွဲမျိုးကညီကိုတို့အနေနဲ့ပေါ့နော်65ပြားလောက်ရင်းရဲတယ်ဆိုရင်အင်ရှင်ပဲထိုင်နေခြင်းနဲ့1-0သွားတဲ့ပွဲတွေများတယ်ဗျာနော်အခက်မသိမှလာ1-1တွေပါသွားတာပေါ့အဲအကြောင်းလို့ဒီလိုပွဲမျိုးလေးကိုတော့ကျွန်တော်အနေနဲ့ကတော့အင်ရှင် Osasuna အနေနဲ့သူ့အနေနဲ့နိုင်ပွဲရှာဖွေလာမယ်လို့တော့ကျွန်တော်ဘယ်လိုပြောရမလဲခံစားမိပေါ့နော်ကဲဟုတ်ပြီအဲ့ဟာလေးကိုတော့ကျွန်တော် Osasuna လေးကိုကျွန်တော်ရွေးပေးခြင်းနဲ့ကဲကျွန်တော်နောက်တစ်ပွဲသွားမယ်ဗျနောက်တစ်ပွဲကတော့ Hanses Fiona နဲ့ Sassuolo ပေါ့နော် Sassuolo ကတော့over ဇရိုက်ရှိတယ်Fiona ကတော့သူကအတင်းကြီးနဲ့တွေ့ဖြတ်မြင်းလို့ဒုက္ခပေးတယ်အတင်းပဲဟုတ်ပြီကျွန်တော်ဇရာရက်တီကိုချက်ကြည့်မယ်ဇရာရက်တီမှာဆိုရင်တော့ကျွန်တော်တို့ Ancient Fiona အနေနဲ့ဒီရာဒီမှာနိုင်ပွဲလုံးဝမရထားသေးဘူးဗျ5ပွဲကန်ထားမှာ3ပွဲတည်2ပွဲရှုံးဆိုရလာနဲ့ရမှတ်3မှတ်ပဲရထားသေးတယ်တန်းစင်းစုံနဲ့တမှတ်ပဲကွာတယ်ဗျတန်းစင်းစုံက2မှတ်သူက3မှတ်ပဲရထားသေးတယ်ဟုတ်ပြီဆက်စုကတော့တည်လုံးဝမရှိတဲ့အတင်းလို့ပြောလို့ရတယ်9ပွဲကန်ထားမှာ2ပွဲနိုင်တယ်တည်မရှိဘူး3ပွဲရှုံးတယ်ဗျဒီနေရာမှာထူးခြားတာကဆက်စုလိုရဲ့တိုတယ်ကိုတွေပေါ့နော်ရှာကို9ကိုရှိရပေးကို10ကိုဒါကလည်းသူ့ရဲ့ဖောင်တိုင်းပဲသူကတော့အဲ့လိုမျိုးပဲဘိုး over ဘက်ကိုသွားတဲ့အတင်းဖြစ်နေတယ်တိုက်စစ်အားပြုတဲ့အတင်းဖြစ်နေတယ်ဟတ်တူဟတ်ကိုကျွန်တော်တစ်ချက်ကြည့်အောင်ဟတ်တူဟတ်မှာဆိုရင်တော့တိတ်မကွာဘူးဗျဗီယိုနာ9ပွဲနိုင်တယ်ဆက်စုက10ပွဲနိုင်တယ်4ပွဲတည်ကြတယ်ပေါ့နော်ကဲကျွန်တော်တို့ဟွာလေးကိုကျွန်တော်တို့တစ်ချက်ကြည့်မယ်ဗျဟုတ်ပြီကျွန်တော်တို့လုံးဝနိုင်ပွဲမရသေးတဲ့ဗီယိုနာကနေပြီးတော့တည်20ပေါ့ခပ်ပါပါလေးပေးထားတယ်အင်ရှင်ဖိန်ကြီးပါပဲဒါကတော့အင်ရှင်ဖြစ်နေတဲ့အတွက်ကြီးပေးလိုက်ရတဲ့သဘောမျိုးလောက်ပဲဗျာကဲဟုတ်ပြီကျွန်တော်ဂိုးပေါင်းကြီးကတော့နှလုံး
40ရှုံးဗျအဲ့တော့ခါကြတော့နှလုံး40ရှုံးဆိုတော့ဆက်စုလိုမျိုးတိုက်စစ်အားကောင်းတဲ့အသင်းမျိုးဗျနောက်တစ်ခုက Viuna ကလည်းနိုင်ပွဲလူနေတဲ့အချိန်မှာဒီလိုမျိုးကြီးမျိုးကတော့ကျွန်တော်အနေနဲ့3လုံးထိတော့မရောက်နိုင်ဘူးထင်တယ်ညီကိုအနေနဲ့လည်းဘယ်လိုပဲစဉ်းစား3လုံးထိမတက်နိုင်ဘူးဒီလိုပွဲမျိုးကဆက်စုအဝေးဝင်းမှလည်းဖြစ်နေတယ်သူအနေနဲ့ဗီယိုနာအနေနဲ့လည်းအရင်ဖွင့်ပြီးတော့တင်ငါရှုံးနေရပဲဖွင့်ပြီးတော့ငါတို့ကန်မယ်ဆိုတာမျိုးထက်သူတို့အနေနဲ့ခံစစ်ကိုချစ်ချစ်လေးလေးကစားမယ်လို့ကျွန်တော်ထင်တယ်ဒီပွဲလေးကိုတော့ကျွန်တော်ကဗီယိုနာနဲ့ဆက်စုလိုပွဲလေးကိုကျွန်တော်ကကိုအောက်လေးကိုသွားခြင်းနေဗျကဲနောက်ဆုံးပွဲဗျနောက်ဆုံးပွဲလေးကတော့ကျွန်တော်တို့အရန်ကိုတောက်ကြညာဖုန်လာဆိုတဲ့အတိုင်းပဲเนาะတောက်ကြချာမန်ဘိုးဘော်ဆိုတဲ့အတိုင်းပဲဟော့ဖန်အင်းဗျเนาะဟော့ဖန်အင်းကတော့ညီကတို့ကစားတဲ့လူတွေသိတယ်ဗျကိုဥပါစရိုက်ကိုတွားတဲ့တင်ပြဟုတ်ပြီကျွန်တော်တို့ table ကိုတစ်ချက်ကြည့်မယ် table မှာဆိုရင်တော့ကျွန်တော်တို့ကိုလုံးက9ဘွဲကန်ထားတာမှာ2ပွဲနိုင်1ပွဲတည်2ပွဲရှုံးရှာကို10ခုထိရထားတယ်ပေးကို9ခုပေးထားရတယ်ဟုတ်ပြီအမှတ်နေနေရသူတို့9မှတ်ဗျတူတူပဲဗျအော်ဖန်ရေးကလည်း2ပွဲနိုင်1ပွဲတည်2ပွဲရှုံးဆိုတော့ရမှတ်9မှတ်နဲ့ပဲသူကလည်းအဆင့်30နေရာမှာပေါ့နော်ဒါမဲ့ကိုကချားချက်လေးနဲ့ပဲဟော်ဖန်ရေးက17ခုထိပေးထားရတယ်ရာကို9ခုပဲရှိသေးတယ်အဲ့ဒါကြောင့်မလို့ဗျနော်ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့တွေဖွင့်ထားတဲ့ကြီးလေးကိုတစ်ချက်ကြည့်မယ်ဆိုရင်ဟော်ဖန်ဟင်းကအိမ်ဝင်းအားနဲ့1ပလက်90လောက်ထိဖွင့်ထားတယ်9ပေါင်းကြီးကတော့3လုံး30ရှုံးဝင်းကျင်ပေါ့နော်ဒါကျွန်တော်ဒီမနက်ခင်းဗီဒီယိုလုပ်နေတဲ့ကြီးလေးပါနော်ညာခင်းကြရင်တော့ကြီးလေးတွေကတစ်ချက်ပြောင်းနိုင်တယ်အထွေထူးမစင်စားခြင်းမူဗျာဒီလိုပွဲမျိုးကတော့ဘာလို့လဲဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒီလိုပွဲမျိုးတွေကသူတို့ကို3လုံးလောက်တော့နေတော့တက်မယ်ဗျာဒီကိုတို့အနေနဲ့တစ်လုံး3လုံးတွင်းမယ်ဆိုရင်ကျွန်တော်ပြောသလိုပဲ24 25ဝန်းကျင်လောက်တော့ရှုံးမယ်ဗျာအဲ့ဒီဟာလေးကိုရင်းရဲဆိုရင်ညီကိုတို့အနေနဲ့ဘိုးဘော်လေးသွားသေးခြင်းနဲ့ဒီလိုပွဲမျိုးလေးကဲဟုတ်ပြီကျွန်တော်ရွေးချယ်မှုတွေကတော့ပြီးပြီပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဘုံမောင်းနဲ့ဖူဝမ်ပွဲမှာဆိုကျွန်တော်9အောက်လေးပြီးခဲ့တယ်အိုဆာဆူနာနဲ့ဂီတာဗီနဲ့ပွဲမှာဆိုရင်ညီကိုတို့အနေနဲ့အိမ်ရှင်အိုဆာဆူနာကိုရွေးစီခြင်းနဲ့ဟုတ်ပြီဗီယိုနာနဲ့ဆက်ဆူလိုနဲ့ပွဲမှာကျွန်တော်9အောက်လေးရွေးချယ်ပေးခဲ့တယ်ဟော်ဖန်အင်းနဲ့ကိုလုံးနဲ့ပွဲမှာတော့ကျွန်တော်9ဥပါပြီးကျွန်တော်ပေးခဲ့ပေါ့နော်ကဲဟုတ်ပြီကျွန်တော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲเนาะကျွန်တော်တို့ညာခင်းကြရင်ပေါ့နော်ညာခင်းကြရင်တော့ကျွန်တော်လီဗာပူးနဲ့ကျွန်တော်တို့ချက်စီနဲ့ရဲ့ပွဲကြိုခံမှန်3ချက်စီတင်နေနဲ့ကျွန်တော်ပြန်လာလိုက်မယ်ဟုတ်ပါပြီဟုတ်